အကွဲဆိုးနည်းလေးဆိုပြပေးမှာဖြစ်ပါတယ်နော်ဒီအကွဲကိုသိပ်ပြီးတော့မစိုးတက်ကြလို့ဆိုပြပေးမယ်အဲ့တော့အောက်ခံကိုလက်သေးနှိအဖြူရောင်ဂျယ်လက်သေးနှိအဖြူရောင်ဆိုလိုက်မယ်ရိုးလက်သေးနှိဆိုရင်တော့လီထဲမှာ6ခံဖို့လိုတာပေါ့နော်ဒါဂျယ်လက်သေးနှိဆိုရင်တော့မီးပြပြီးတော့6ခံပေးရမယ်သူကခပ်ပါးပါးတစ်ထပ်ပဲဆိုလိုက်ရင်ရတယ်နော်သူကအပေါ်မှာတစ်ထပ်ခံမှာဖြစ်တဲ့အတွက်သူ့ကို6ခံပေးလိုက်မယ်ပြီးအကွဲကိုဒီဇိုင်းရွေးမယ်ဘယ်ရောင်လေးဆိုမလဲဆိုပြီးရွေးမယ်ပေါ့နော်ကိုကြိုက်တဲ့ကာလာဆိုမယ်အခုကတော့အစိမ်းလေးဆိုပြပေးမှာဖြစ်ပါတယ်ဒါအစိမ်းပေါ့အစိမ်းကာလာနံပါတ်6နော်အစိမ်းကာလာလေးဆိုပြပေးမယ်သူကလေပါးလေးတစ်ထက်ဆိုးမယ်ဆိုလို့ရှိရင်ကွဲချောင်းကစိတ်တယ်ပေါ့နော်နည်းနည်းလေးထူမယ်ဆိုလို့ရှိရင်ကွဲချောင်းကြီးတယ်ဒီဆေးထူသွားတဲ့နေရာမှာပုံမှန်မူတည်ပြီးကွဲချောင်းကြီးတာပေါ့သူကလေထဲမှာ6ရတာနော်ဒီပန်ကအရှိမှထားမယ်ဆိုရင်အ6ခံတယ်အဲ့ဒါကိုသူကတချို့ကပေါ့နော်မီးပြပြီး6ခံရမှာလားရိုးပန်ကအရှိမှ6ခံရမှာလားဘလို့6ခံရမှန်းမသိကြဘူးပေါ့နော်သူ့ကိုဒါမီးပြပြီးတော့6ခံစရာမလိုဘူးဒီပန်ကာရှိမှလေးရှိမှဒီအပြင်မှာ6ခံရုံနဲ့ဒါအကွဲချောင်းကထလာမှာအကွဲချောင်းလေးကကိုလိုချင်တဲ့အနေထားရောက်ပြီဆိုမှသူ့ကိုဒါတော့ကုတ်ဆိုပေးရမှာနော်ဒီတိုင်းထားပြီးလို့တော့မရဘူးသူကရေးထင်းပြတ်တယ်နော်အဲ့တော့ကြောင့်မလို့သူ့ကိုတော့ကုတ်ဆိုပေးရမယ်ကိုလိုချင်တဲ့အကွဲချောင်းရပြီဆိုလို့ရှိရင်သူ့ကိုဒါတော့ကုတ်လေးဆိုပြီးတော့ရိုးတော့ကုတ်ပဲဒီပုံမှန်လက်သေးနီပဲဆိုလို့ရှိရင်တော့6ခံစရာမလိုဘူးပေါ့နော်ဂျယ်လက်သေးနီဆိုရင်တော့မီးပြပြီး6ခံပြီးလို့ရှိရင်ဒါပြီးသွားပြီနော်ဒါတော့ကုတ်လေးဆိုပြီးလို့ရှိရင်ပြီးသွားပြီဒါလေးကိုလေ့ကျင့်ကြည့်ပါနော်တချို့အကွဲကိုဘယ်လိုဆိုရမလဲမသိတဲ့သူတွေအတွက်ဒါ knowledge sharing လေးမျှဝေပေးရဖြစ်ပါတယ်ရှင်လိုက်လုပ်ကြည့်ပါနော်